ရန်ကုန်မှာမန်းလေးတို့သွားသောယထာဘော်တွင်ဖြစ်သည်ယထာဘော်မှာပါလာတဲ့ခီးတဲ့တူရဲ့လက်ထဲမှာဟောင်းလွှမ်းနေတဲ့200ရန်အစုပ်လေးတရွက်သူကလာသမျှဈေးသည်တွေကိုအဲ့ဒီပတ်စံလေးနဲ့လိုက်ဝဲနေတယ်ဒါပေမဲ့ဈေးသည်တော်တော်များများအဲ့ဒီပတ်စံလေးကိုပြန်လဲပေးပါဦးဆိုပြီးလဲခိုင်းကြတယ်ဒီတော့သူကစဉ်းစားတယ်ဒီအတိုင်းဝဲနေလို့ကတော့အဆင်ပြေမှာမဟုတ်ဘူးငါနောက်ဘူတာကိုရောက်တဲ့အခါယထာထွက်ခန်းဒီမှာပဲဝဲမယ်ဒီလိုဆိုရင်သူတို့ပြန်လဲခိုင်းလို့ရတော့မှာမဟုတ်ဘူးသူ့ကြံတဲ့သူကတော့ဟုတ်လို့ပေါ့နောက်လာမဲ့ဘူတာမှာတော့ဈေးတယ်တယောက်သူကတော့ရောင်းလို့မကုန်တဲ့ထမင်းလိုတွေကိုယထာထွက်ခန်းဒီမှာအပြေးလွှားလိုက်ရောင်းနေတာဒီလိုနဲ့ယထာကဘူတာကိုရောက်လာတယ်ယထာပြန်ထွက်ခန်းဒီအော်ဆွဲတဲ့အခါယထာဘိန်းတွေကလည်းတလိန်ချင်းလိမ့်သာပြူလာတယ်ဒီအခါမှာဈေးတယ်ကဒီလိုဟောတယ်ထမင်းတွေရမယ်နော်ထမင်းပူပူလေးတွေရမယ်တထုပ်မှနေရတဲ့ယူကြအောင်မလားဗျ200ရန်စုပ်ကိုကိုင်းထားတဲ့ခီးတွေကလည်းလာပါဦးဗျထမင်းတထုပ်လောက်ပေးပါဟုတ်ကဲ့ရောပါခင်ဗျပတ်စံတော့ချပေးလိုက်လေဒီအခါမှာခီးတယ်လည်းပတ်စံ200ရန်စုပ်လေးကိုချပေးလိုက်တယ်ပတ်စံ200ရန်စုပ်လည်းသူစီယာထွက်သွားပြီထမင်းတော့လည်းရလာပြီဆိုတော့သူ့ကိုယ်သူတော့ဟုတ်လာပြီထဲနေတာပေါ့ဈေးတွေကလည်းထမင်းလိုတထုပ်ကိုပတ်စံ200နဲ့ရောင်းလိုက်နိုင်တယ်ဆိုပြီးဝမ်းသာနေတယ်ယထာဘော်ကပြစ်ချလိုက်လို့လေထဲဝဲနေတဲ့ပတ်စံလေးကိုအမိရဖမ်းပြီးကြည့်လိုက်တဲ့အခါမှာတော့ဈေးတယ်ဟာဟင်ကနေဖြစ်သွားပါတယ်ခရီးတွေကလည်းဈေးတယ်ကိုပြန်ကြည့်လိုက်တယ်တနာပါတယ်ဆိုတဲ့သဘောပေါ့ပြီးတဲ့အခါထမင်းစားမယ်ဆိုပြီးထမင်းတုပ်ကိုဖွင့်လိုက်တဲ့အခါမှာဟာကနေဖြစ်သွားပါတော့တယ်ဒီဟင်တဲ့ဟာကိုနှိမ့်ချုပ်လိုက်ရင်အစုပ်ပေးရင်အပုပ်ရတယ်အပုပ်ပေးရင်အစုပ်ရတယ်ဆိုတဲ့သဘောပါပဲစိတ်ထားတွေမကောင်းသေးတော့အကျိုးပေးတွေလည်းညံ့နေဦးမှာပါလူအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါသည်